အတန်များဒုက္ခလည်းလူတံမိုးဆိုတာဘာကိုပြောတာလဲကြပြာဆိုတာကိုရီးယားရုပ်ရှင်ကားတွေလိုကောင်းရင်လားတဲ့တည်ရင်စောဝန်တန်းလို့မမေကျွန်တော်ရှင်းတန်ခဲ့တဲ့နှစ်30မှာကျောင်းသားဗန်စီရီညဆောင်စိတ်ကန်းကုန်တင်ကုန်ချက်ရေနံတွင်းတူယူတယောက်လိုလဲကောင်းမလေးအိမ်ရှိမြောင်းတယ်လူလင်းခဲ့ပူပါတယ်တရှင်းတွေတပုတ်ပြီးတပုတ်စာအုပ်တွေတအုပ်ပြီးတအုပ်တငယ်ချင်းတွေတယောက်ပြီးတယောက်လက်ဖက်ရည်ဆိုင်တွေတဆိုင်ပြီးတဆိုင်အရက်ဆိုင်တွေတဆိုင်ပြီးတဆိုင်လမ်းတွေတလမ်းပြီးတလမ်းစိတ်ကူးတက်ရတွေကြည်ပါပဲရှောက်ပြောလို့ရှောက်လို့မမေကျွန်တော်ကပြင်းစရာကောင်းသလားကျွန်တော်လဲပြင်းစရာကောင်းတဲ့လူတွေနဲ့မပေါင်းကျင်ပါဘူးပြင်းစရာကောင်းတဲ့သင်တန်းတွေလည်းမတက်ရှင်ပါဘူးပြင်းစရာကောင်းတဲ့အယူဆတွေလည်းနားမထောင်ကျင်ပါဘူးမမေအဖေကစတင်ရင်းတည်တယ်ကျွန်တော်ကဘာလို့ရင်းတည်ရမှာလဲမမေတချို့တကားတွေကဘလောက်ခောက်ခောက်မပွင့်ဘူးမမေကျွန်တော်ရှိနေတဲ့တရုတ်မလေးမှာမျက်ရည်မရှိရှာဘူးမမေပတ်စံမရှိတဲ့ယောဂါကိုဘာနဲ့ကုမလဲမမေအနာကလျှော်တဲ့ယဉ်ကျေးမှုချင်းတိုးတိုက်မိခြင်းတဲ့ပုံလူမျိုးပွားလူသားတဲ့မမေတဝန်တခါဆမ်းမြလာကြီးလားခစ်တွေအလင်းစလို့ရွေလဲရလို့လူဟာအင်္ဂါကျိုးလိလာစူးစက်မှုတွေအဝေစီတွင်းတူတွေဒုံးပြန်တီးတွင်သူတွေတရားစခန်းဝင်သူတွေလှုပ်စခန်းကပြန်လာသူတွေငရှင်သွေးတောက်သူတွေဒီကောင်ကိုစားနဲ့တိုးသူတွေလောကလူရွာမှာရန်ရများလဲတွန်းလဲပတ်လို့မမေလူတွေကြားမှကြားပါမလားကျွန်တော်တစ်ကိုင်းချောက်ကလေးကျိုးတဲ့အတန်ကိုလူတွေတိမှတိပါမလားကျွန်တော်ကျင်မောက်ဘိတ်ကလေးပြန်ပါထားရတာကိုလူတွေမြင်ပါမလားကျွန်တော်အကျဉ်းတန်မြတ်တာတရားကိုဘာပဲဖြစ်ဖြစ်မိချစ်ကလေးတစ်လုံးတော့စောင့်ထားရမယ်ဘာပဲဖြစ်ဖြစ်အထုပ်ပတ်တိစာအုပ်တွေဖတ်ထားရမယ်ကိုအကြောင်းကိုတော့ပြောရမှာပဲဘာပဲဖြစ်ဖြစ်အခန်းတစ်ခန်းတော့ဝယ်ထားရမယ်ဘာပဲဖြစ်ဖြစ်တယောက်တော့ရောက်လာမှာပဲမမေဘာပဲဖြစ်ဖြစ်ရန်ကုန်မှာပြောပါတယ်လွတ်သွားတဲ့ငါးကိုလည်းမကြည့်ရင်တော့ပါမနှမ်းဘူးတဲ့နှကမ်းများကိုလည်းမလွမ်းတော့ပါဘာပဲဖြစ်ဖြစ်ရန်ကုန်မှာပြောပါတယ်လူမိုက်တွေနဲ့လည်းတီးခဲ့လူရင်ကျေးတွေနဲ့လည်းကျွမ်းခဲ့လမ်းမှာလည်းမွေဆိုးတွေကြီးတက်နေမိလို့မမေဘာပဲဖြစ်ဖြစ်ရန်ကုန်မှာပြောပါတယ်ကြပြဆရာကြည်စော်အေး